ရဲ့ကိုစားပန်ကြလျောက်ထားပါရဲ့ဗျာအဲ့ဒီရဲ့နောက်မှာမှအန္တရာယ်ကံလေးကိုပြင်းပြင်းနေနိုင်တဲ့အနန္တရာယိကကမ္မဝါစာတရားတော်ကြီးကိုလည်းပဲရတဲ့တွေကမေတ္တာတရားတွေလိုက်လိုက်လေးလေးထားပြီးတော့ရက်ွက်သူရက်ွက်သားခေါင်းရသားသမီးဒီလူမဆိုးရေရံကတိအန္တရာယ်ငြိမ့်ပေဖို့ဆိုပြီးတော့ညီရတော်မိဟောကြားတော်မူပြီးပါရဲ့တန်ကြားပါသံဃာတော်ရှင်ကြီးရဲ့ဘုရားသမ္မာဒာသကဝါလေတုအန္တရာကိသံတုဒီဝေတာသံဃာမမုနိရံသတ္တကုဏတုရကမောကံတံသမ္မာသဝရံလောယံဘဂံတံသမ္မာသဝနာကာလောယံဘဂံတံသမ္မာသဝနာကာလောယံဘဂံတံနမောသတ္တဗုဒ္ဓဝတ္တောဧရဟံတောသမ္မာသမ္ဗုဒ္ဓံတံနမောသတ္တဗုဒ္ဓဝတ္တောဧရဟံတောသမ္မာသမ္ဗုဒ္ဓံတံနမောသတ္တဗုဒ္ဓဝတ္တောဘဂဝေတောဧရဟံတောသမ္မာသမ္ဗုဒ္ဓံတံသုနာတုလေပန္တိတံကိုဣမံအာရမံတတနံဘုရားနံအနန္တရာယိကဇီဝိကာနံသဗ္ဗဝေရဇိကာနံသဗ္ဗဝေရတိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိဒံသာတံလေနံပရယတံကရိယဣမတံလေအာရမေဝသတံဘေယဝိနာသာယသဗ္ဗပရိဒေယဝိနောဒနာယပါတုဝိဟာရယံဣပါညတိကုဏတုမေဝံဒေတံဃောတံဃောဣမံအာရမံတတနံဘုရားနံတန္တရာယိကံဇီဝိသနံသဗ္ဗဝေရဇိကနံ